မင်းတို့ဘာရောင်းနေလဲ ကြပြဆရာမိုးဆက်ရဲ့ရင်တွေပြကြပြရဲ့အပေါ်ကြီး20ပါတယ်တအုပ်မှာ1000နဲ့ အော်တအုပ်ကို1000အပို့ရင်20ပါတယ်ဆိုတော့နေ့ကဗျာတပုတ်900ပဲတန်တာဗောအော်ငါတို့လေကြဗျာတွေဘာတော့မသိဘူးဒါပေမဲ့ဟိုရေးသားစာတော့သိဟာအဲရေးသားစာလည်းငါတို့မြင်ဖက်လေရဆိုပြင်းနေပြီဟောနေ့ကြဗျာတော့ဘာတွေပါလဲပြပါ ဒါရီးစက်တာမို့ကြပြ သိတယ်ကြဗျာဘာတွေပါလဲကြည့်စင်လို့လေပြားလို့ ကဲကြည့်လိုက်အောင်မဲဘယ်ဆိုးလို့လဲကွာပြန်မလာတော့မဲ့မြစ်ဆိုပဲအနေသားပါကွာမင်းမြစ်ကဘယ်ဟိုသွားလို့ဘယ်ကနေပြီးပြန်မလာဘာလဲမျက်စိလဲတော့ပါတက်စီကမရှိဘူး သူများရဲ့အနုပညာနဲ့ရလဲ ဩနှင်းရပါအမှုပညာတွေအကျမ်းပညာတွေကိုပြောတတ်နေပြီပဲကဲဒီမှာငါတို့ထပ်ဖက်ကြည့်လိုက်အောင်နော်ဟာဒီကြပြားပူမိုက်သွားပြီကော်ဖီတစ်ခွက်ရဲ့တပြင်းချနာဆိုပါလားဟုတ်ကော်ဖီကဘလို့တပြင်းချရလဲကွာအဲ့ကော်ဖီမတောက်ချင်မှာပေးလို့ရတစ်ခွက်ကို2000ပေး ဟဲ့ငါအမှုပညာမင်းတို့အားချောင်းလို့ရေးတာမဟုတ်ဘူး ဟုတ်လာရမီနုပညာတဲ့တရား နင်ကဘာလာပြောလဲဟဲ့ဘာဖြစ်လို့ငါရဲ့ကြပြစာအုပ်တွေမင်းတို့ရောင်းနေ ဟာငါမရောင်းကွာသူတို့ခေါ်တာ ဟုတ်ပါဘူးကွာငါတို့ကမင်းရဲ့ကြပြားကိုဝေမန်30ပြလို့ပြောပြတာ ဟဲ့ပိုးလေးမပြောနဲ့မလို့နော်မင်းပုံစံကိုကြည့်လိုက်တာနဲ့သိတယ်ကြပြနဲ့အဝေးဆိုတာသူများအမှုပညာကိုတယော်တတ်တဲ့ကောင်နဲ့ကြပြနဲ့ဘရောမှမနီးစပ်ဘူးကွာမင်းမှတ်ထား မိုးဆက်မဖြစ်တာလေစကားပြပြပြတတ်တာပြောပါဓမ္မငါတို့ကလေနေ့ရဲ့ကြဗျာစာအုပ်တွေကိုတစ်ထိုင်နဲ့အကုတ်ဝယ်လိုက်လို့ရတယ်နော်နေစကားပြကြည့်ပြော အဲ့လိုပြောပါလေကလူရရှိ ငါကလည်းမရောင်းနိုင်ဘူးကွာရှင်းလားငါကြပြရေးတယ်ဆိုတာရေးချင်လို့ရေးတာငါကြပြစာအုပ်ထုတ်တယ်ဆိုတာငါနဲ့ရင်ဘတ်ချင်းနီးစပ်တဲ့သူတွေကိုမျှဝေဖို့ငါမျှဝေရမယ့်သူတွေစည်ရင်ထဲမှာနင်တို့လိုအလုံးကြီးအဆန့်ချောင်းနေမပါဘူးနင်မှတ်တာ